မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဥစားပထမအင်္ဂါသားသမီးမိတ်ဆွေတွေအတွက်ကိုဆရာခေါ်ကြပြီးမှာပဲခင်ဗျအင်္ဂါသားသမီးတွေပါရင်ဆရာကိုမှန်ပေးကြပါအောင်ဘယ်ကနေကြည်နေရလဲဆိုတော့လေဆရာကိုပြောပြပါအောင်ခင်ဗျအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေကျောင်းဆရာကဒီကနေမေတ္တာပို့ဆုတောင်းထောပနာပြုသွားလိုက်ပါတယ်ဒီ2025ခုနှစ်ဘာလို့နဲ့ဆရာတို့ခုဆိုရင်9လပိုင်းကိုရောက်ရှိလာပြီဆိုတော့2025ရဲ့နှစ်ဝက်6လတစ်ဖြတ်ကိုတော့ကုန်သွားပြီအခုဒီ2025ခုနှစ်ရဲ့ဟာနှစ်ဒုတိယနှစ်ဝက်စမဲ့9လပိုင်းကိုဆရာကဟောကြားပေးပါမယ်ခင်ဗျာနော်အင်္ဂါသားသမီးမိတ်ဆွေတွေဒီရက်9လပိုင်းအတွင်းမှာဘယ်ရာတွေအကျိုးပေးအားသာကံကောင်းစီပြီးဘယ်ရာတွေတတိထားရမလဲဆိုတာဆရာအခုပဲပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအင်္ဂါသားသမီးမိတ်ဆွေတွေဟာ2025ခုနှစ်9လပိုင်းအတွင်းမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စဘာကိုမဆိုအရေးကြီးကိစ္စမှန်သမျှကိုဦးစီးဦးဆောင်လုပ်ပါရှေ့တိုးဆောင်ရွက်ပါအောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ဘာကိုဖြစ်ဖြစ်ကိုယ်တိုင်အမိခံလုပ်တဲ့လုပ်ငန်းတွေမှာအကျိုးပေးအားသာကောင်းမှုစီပါတယ်ရှေ့တိုးဆောင်ရွက်လှုပ်ဆောင်လို့လည်းအားသာကောင်းမှုပါတယ်မိမိကဦးဆောင်လုပ်ရင်ဦးဆောင်နိုင်တဲ့လောက်စူးစမ်းရင်စူးစမ်းတဲ့လောက်ဒီအပတ်တာဒီလဟာမိတ်ဆွေတို့အတွက်ကိုမိမိအနေနဲ့ကိုယ်တိုင်လုပ်ယူနိုင်စွာဖန်တီးနိုင်စွာရှိတော့ကိနော်နောက်ဆုံးပဲဥပမာဆရာတင်စားပြောရရင်ဇနကမင်းသားရေတဲ့နေနေတော့ကူလူလောက်ခတ်ပြီးတော့အခက်အခဲတွေကြားတွေကရုန်းကန်ရမယ်ကာလဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်ဖြစ်လုပ်ငန်းတစ်ခုကိုလိုချင်တစ်ခုကိုတော့အဖြတ်အနှောင်လေးတွေပေါ်တက်တာကတော့မိတ်ဆွေတို့အနေနဲ့တတိထားဆင်ခြင်ရမယ်ကာလဖြစ်ပြီးတော့ကိုဥမာဒီကာလဟာစီမင်းစီကံပိုင်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေ rule and regulation နဲ့ပတ်သက်ပြီးကိုအစဉ်အမြဲရှာမှတ်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုတွေရရှိမယ်လားဖြစ်ပါတယ်ခင်ဗျကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအင်္ဂါသားသမီးမိတ်ဆွေများဖို့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေနဲ့ပတ်သက်တာမျိုးအစာရည်နဲ့ပတ်သက်တာမျိုးလေးတွေသတိထားဆင်ခြင်ရပါမယ်ခင်ဗျာနော်ဝမ်းပြက်ဝမ်းလျှောတာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တဲ့အရာလေးတွေမှာအဖြစ်များတတ်တယ်အထူးသဖြင့်အသက်42နှစ်အောက်လူငယ်အင်္ဂါသားသမီးမိတ်ဆွေများဖို့ကတော့အစာအသောက်မှားတာမျိုးလေထိုးလေအောင်နဲ့ပတ်သက်တာမျိုးလေးတွေအဖြစ်များရတတ်ပါတယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလူဝင်မတော်တာမျိုးတွေကြောင့်ကျမ်းမာရေးညံ့တတ်ပါတယ်ရွှေဝင်မတော်တာမျိုးလေးတွေကြောင့်ကျမ်းမာရေးညံ့တတ်တဲ့အတွက်မိတ်ဆွေတို့ဒီလိုမျိုးအဝင်ချွေတို့ဝင်လာတဲ့အခါမိတ်ဆွေတို့ရဲ့စီးပွားရေးရုပ်တရက်အခက်အခဲကြုံလာတဲ့အခါသို့မဟုတ်လို့ရှိရင်မိမိအိမ်မှာလူညအိမ်ညံနေခေါ်တဲ့အခါမှာရှင်နှချောင်းထွက်ပေးတာမျိုးသို့မဟုတ်ချွေလေးစတိပေါင်ပေးတာမျိုးသို့မဟုတ်ညအိမ်ညံနေထွက်ပေးလိုက်ရင်မိတ်ဆွေတို့ရဲ့အခက်အခဲအကြအတဲမှန်သမျှယူဖြစ်တယ်လို့ပြန်လဲပျောက်ကင်းတည်ကြသွားမှာအသေးကြပဲဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလတာတော့တွင်မှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပြစီဒီ9လပိုင်းတွင်မှာကျစားအင်္ဂါသားသမီးမိတ်ဆွေတွေနဲ့မိတ်ဆွေတို့ရဲ့အကျိုးပေးသောလုပ်ငန်းများအနေနဲ့ဆိုရင်ဘာကိုဖြစ်ဖြစ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးအမီနာမခံလုပ်တဲ့လုပ်ငန်းတွေမှာပုံမိုအားသာကောင်းမှာပါတယ်အဖွဲ့အစည်းနဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာမျိုးတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအများနဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပတ်သက်ရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်တယ် passport လုပ်ငန်းတွေ visa လုပ်ငန်းတွေနေရာထိုင်ခင်းနဲ့ပတ်သက်တာမျိုးလေးတွေယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြုံရတတ်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီအဆောင်မှုကိုရရှိတတ်သောလဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသားသမီးတွေကဘာလို့မဆိုရှေ့တို့ဆောင်ရွက်ပြီးတော့ပြောဆိုရင်ကောင်းမွန်အားသာတဲ့ကာလဖြစ်တယ်။ OH ရှမ်းမီပိုင်ဆိုင်ရတတ်တဲ့ကိုဝင်ရတာမျိုးသားသမီးရရှိတာမျိုးတွေ OH ရှမ်းမီပိုင်ဆိုင်တာမျိုးတွေအားသာကောင်းမွန်တိုးတက်နိုင်တော့လားဖြစ်ပါတယ်။အိမ်ဆောက်ရှင်တဲ့မိတ်ဆွေများဝါတော့ဝင်ပြီးတော့ဆရာဟောလက်စာတွေဟောပါကြမယ်။အိမ်ဆောက်လို့ကောင်းပါတယ်။ဒါအပြင်အထည်အလိပ်လုပ်ငန်းတွေအကျိုးပေးပါတယ်။နိုင်ငံခြားခရီးသွားပတ်စပို့ဗီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေ OH ရှမ်းမီအာမခံနဲ့ပတ်သက်တာတွေစိုက်ပျိုးသီးနှံတွေစားတောက်ကုန်တွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေဒါအပြင်ပြောင်းမှုတို့အဆရှိတဲ့အရာတွေဆိုတော့ချန်ထွက်သီးနှံတွေကွန်းအဆရှိတဲ့လုပ်ငန်းတွေခြေတူဆောင်ရလှုပ်ဆောင်ရင်ကံရဲ့အားသာခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်စတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများဖြစ်နိုင်လို့ရှိရင်ဒီကာလဟာအသစ်နဲ့ပတ်သက်လာတဲ့အခါရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာပြီးတော့တိုးတက်ပြီးတော့ကံကောင်းစေတဲ့အတွက်ဘာကိုမဆိုအဟောင်းကြီးကိုလည်းတိုးရှဲ့ကျင်တော့ပါဆိုလှုပ်လို့ရတယ်လို့မိမိအနေနဲ့ကိုယ်တိုင်လုပ်ငန်းတွေကိုပိုင်လုပ်ငန်းတွေစတင်ကျင်နေဆိုဘာကြောင့်တုံဆိုင်တူဝင်နေမှာလဲရဲရဲကြီးရှေ့တိုးဆောင်ရလှုပ်ဆောင်လိုက်ရင်အောင်မြင်တိုးတက်ဒီမှာအသေးချာပဲဖြစ်တယ်ဒါပေမဲ့ဘာကိုဖြစ်လုပ်ငန်းကိုင်ကအလုံးမှန်သမျှကိုကဦးစီးဦးဆောင်လုပ်မှသာရှေ့တိုးဆောင်ရမှာသာအောင်မြင်မယ်တိုးတက်မယ်ဆိုတဲ့အပတ်ဖြစ်တဲ့အတွက်တော့ဘာကိုမဆိုဦးစီးဦးဆောင်လုပ်ရန်အတွက်တော့လိုအပ်သောကာလဖြစ်ပါတယ်ငကိုကအမှုကိစ္စဖြစ်နေသူတွေအမှုကိစ္စပြီးတာမျိုးမိမိမိသားစုဝင်အတွင်းမှာအမွေကိစ္စအမှုကိစ္စဖြစ်နေသူတွေပြီးပြတ်တာမျိုးအရှုံးအောင်ဖြစ်နေသူတွေလွတ်မြောက်လာတာမျိုးတွေပြန်လဲကြားရတတ်တယ်မိတ်ဆွေအပေါင်းအသင်းတစ်ချိန်တစ်ခါကမတွေ့ခဲ့ဘူးတော့မိတ်ဆွေအစ်စ်အပေါင်းအသင်းအသစ်တွေကနေအကူအညီရရှိတာမျိုးအထက်လူကြီးအကြီးကတပည့်လက်သားသမီးတွေနဲ့ပတ်သက်ရင်ပညာရေးကိစ္စလေးတွေအကြောင်းဖြစ်စီတပည့်လက်သားသမီးတွေနဲ့ပတ်သက်လို့စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပတ်တာတော်တွေမှာဆိုရင်ဒီကာလအတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့မြေယာထိုင်ခင်းနဲ့ပတ်သက်တာမျိုးလေးတွေစကားပြောတာမျိုးတွေအကျိုးပေးအားသာပါတယ်ယာတုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ယာတုတိုးတာမျိုးယာတုတက်တာမျိုးတွေကြားရတတ်သောအပတ်တာဖြစ်တဲ့အတွက်အင်္ဂါသားသမီးမိတ်ဆွေတွေကဘာကိုဖြစ်ရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာစီတာအတိအကျပဲဖြစ်တယ်ဒါပေမဲ့
ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေရှိတာငှားတာလေးတွေမှာအထူးဂရုစိုက်ပါစက်ပစ္စည်းရင်ကြောက်ငွေကုန်ကြီးကြများရတတ်တယ်လူငယ်တွေအရှိရင်းနဲ့ပတ်သက်လာလို့ရှိရင်ငွေကုန်ကြီးကြများရတာမျိုးလေးတွေဖြစ်ရတာမျိုးအရှိရင်းနဲ့ပတ်သက်လာတဲ့အခါမှာရီးစားနောက်ပို့လိုက်ရတာမျိုးလေးတွေကြောင်းတော့မဟုတ်ဆိုတော့လူပြိုကိစ္စအဝဝလေးတွေကြောင်းတော့ငွေကြီးကုန်ကြများရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ဆရာလိုတယောက်တည်းနေတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ကောင်းပြီအလှကုန်နဲ့ပတ်သက်တာလေးတွေမှာအရေးကြီးတဲ့ခွဲစိတ် operation လုပ်တာမျိုးလေးတွေကိုတတိထားဆင်ခြင်ပေးပါဖြစ်နိုင်လို့ရှိရင်လှကျင်လို့တရားတိုက်ရေစည်းကမ်းပြိုလိုက်အင်္ဂါတွေဟာမပြင်မဲနဲ့လှပါတယ်ပြင်းရင်မလာတာအင်္ဂါဖြစ်တဲ့အတွက်အင်္ဂါသားသမီးမိတ်ဆွေတွေနဲ့ဒီကာလအတော်တွေမှာဆိုလို့ရှိရင်တော့တတိထားဆင်ခြင်ပေးရန်အတွက်တော့အလှပရေးရာတွေနဲ့ပတ်သက်လို့တတိထားပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီကာလတော့ဒီမှာမိတ်ဆွေအပေါင်းအသင်းရင်းနေရနေပြီးတော့ငွေကြေးကိစ္စလေးတွေစကားပြောရတာမျိုးလေးတွေရန်ဖြစ်ရတာမျိုးလေးတွေကိုငွေနဲ့ကိုလူမုန်းခံရတဲ့အတွက်တော့ဒီအချက်လေးတွေကိုတော့ကျင်းတေပေါက်တတိထားရမယ်အပတ်တာကာလအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တယ်လို့မိမိရဲ့အမေတို့အမတို့မိသားစုတို့အဆွေမျိုးသားချင်းတွေကြောင့်ကိုကြောင့်မဟုတ်ပဲတပားသူကြောင့်ငွေကြီးနဲ့ပတ်သက်အရှိအေးကြောင့်သမီးစားတွေကြောင့်ငွေကုန်ကြီးကြအများရတတ်တော့အပတ်တာဖြစ်တဲ့အတွက်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစီဖို့အတွက်ဆိုရင်ဘာကိုဖြစ်ဖြစ်တိုးတိုးတိတ်တိတ်စုထားတာမျိုးမိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာယဉ်နှီးထားတာဟာပုံမကောင်းမှပါတယ်။ပတ်စံပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့မိတ်ဆွေပေါင်းတဲ့အရင်ရှာတွေကနေပြီးတော့ကိုယ့်ကိုရိုးစွတ်ဆွဲတာမျိုးလေးတွေတတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်။အရှိရနဲ့ပတ်သက်လာရင်တော့ဝဝစာဝဝအိတ်တာကောင်းပါလေခင်ဗျသမီးစားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေဝေးကွာနေတော့သမီးစားများအနေနဲ့ကတော့ပြန်လဲစုံစည်းရတတ်တော့အပတ်တာကာလဖြစ်တယ်အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့ဘာမှခက်ခက်ခဲမရှိဘူးတာသမီးကိစ္စကိုအကြောင်းပြုပြီးတော့ပြန်လဲပေါင်းတင်ရတတ်တာမျိုးအဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်တွေနဲ့ပတ်သက်လို့အဆက်အသွယ်ပြန်လဲရရှိတာမျိုးကြုံရတတ်တယ်လို့မိမိအိမ်တော်ဘက်ကိုအကြောင်းပြုပြီးတော့ငွေကြီးကိစ္စအလုံးရင်းနဲ့ဝင်လာတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျဒါပေမဲ့အိမ်တော်ကြီးနဲ့ပတ်သက်လို့စကားများပြောဆိုလာရတဲ့အခါမှာငွေကြီးကိစ္စလေးတွေကိုတတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်ပြီးတော့ခီးသွွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြမရတာမျိုးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာတစ်ဖက်ကငွေကုန်တာမျိုးကြောင့်ရန်ဖြစ်စကားများရတာမျိုးလေးတွေခရီးသွားကိစ္စလူကြောင့်ကိစ္စလေးကြောင့်ငွေမိတ်ဆွေအရင်အရှာကိုရှိမိတဲ့ကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်ဂျားလူတူတယောက်ကြောင့်ငွေကြီးအကုန်ကြများရတတ်တာကြောင့်ဘူးပေါက်ကလွယ်ရင်တော့ကျန်တာစွစွဝဝဘာမှမဖြစ်ပါဘူးခင်ဗျဆရာစနေပါပါတယ်ခင်ဗျနော်ဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေကဒီလတာတော့ဒီမှာဆိုဘာကိုဖြစ်ဖြစ်ရွှေနဲ့ပတ်သက်လို့ဝယ်တာမကောင်းပါဘူးလူယုံမလွယ်ပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်လူလိန်ခံရတာမျိုးတွေမက်ခင်ဆက်လိုက်ဆိုတော့ကြုံရတတ်တယ်ဒါအပြင်အမဒီစားအင်္ဂါသားသမီးမိတ်ဆွေအမျိုးသမီးများအနေနဲ့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တာမျိုးအရေးပြရဟနာတာမျိုးအလားကျစ်ဖြစ်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့တတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေရှင်းပြသွားပါဦးခင်ဗျဆရာလိုက်မလွတ်နာလေးကြားသွားစေဆရာလို့ share ပါပေါ်သူလိုက်ဆရာလို့ရုပ်ချောကြပါစေခင်ဗျကောင်းပြီနော်ဆိုတော့ဒီလတာတော့ဒီမှာအင်္ဂါသားသမီးမိတ်ဆွေတွေအနေနဲ့ခရီးသွားကိစ္စပတ်စုပ်ဗီဇာလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင်တော့ချီတိုဆိုင်မှာလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ချုပ်ပြောရရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါနဲ့ငွေကြီးနဲ့ပတ်သက်ရင်ငွေလက်ထဲထားတာထက်ရင်းနှီးလှုပ်ဆောင်တာဟာပုံမအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်သားသမီးပညာရေးကိစ္စလေးတွေကြောင့်အားသာတာမျိုးလမ်းဖွင့်တာမျိုးနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာပညာရေးကိုအကြောင်းပြုပြီးသွားရတာမျိုးတွေကြုံရတတ်တော့လဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေအင်္ဂါသားသမီးတွေဒီလတာအတော်တွင်မှာဆိုရင်အကျိုးပေးအားသာစီတော့နေသားအနေနဲ့ဂျာစာပရိသတ်သမီးကြီးတနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်ဒါအပြင်မိတ်ဆွေတို့ဒီလတာအတော်တွင်မှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိတ်ဆွေတို့နဲ့အပန်းရောင်တို့အနီရောင်တို့အဖြူရောင်တို့အစရှိတဲ့အရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာစေပါတယ်ခင်ဗျအကျိုးပေးသောအရာဟာအနောက်ရက်ဖြစ်ပြီးတော့စန္တီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်တတိထားဆင်နေရမယ့်အရာလေးတွေကတော့ရွှေဝင်တာမျိုးရွှေဝယ်တာမျိုးလူယုံနဲ့ပတ်သက်တာမျိုးအလှအကုန်နဲ့ပတ်သက်တာမျိုးဗုဒ္ဓဖူးနာလေးတွေဖြစ်တဲ့ရေလန်းခီးသွားလေးတွေရေရှိုးမားတာလေးတွေနဲ့ပတ်သက်ရင်တော့တတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်ပါတယ်အနုပညာမိတ်ရှင်များသို့မဟုတ်အနုပညာနဲ့ပတ်သက်ပြီးရှေ့တို့ဆောင်ရမိတ်ဆွေများဒီကာလအင်္ဂါသားသမီးမိတ်ဆွေများဒီကာလတော်တွင်မှာစိတ်တိုင်းမကြတာမျိုးအားမရတာမျိုးတွေဖြစ်ရတဲ့အတွက်တော့တတိထားဆင်ခြင်ပေးရအတွက်တော့လိုအပ်ပါတယ်။ဘာကိုဖြစ်ဖြစ်တောင်ဆူဆူရက်တွေကိုတတိထားဆင်ခြင်ပေးပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်အကျိုးမပေးစေတဲ့အရာဟာတော့တောင်ဆူဆူရက်ဖြစ်ပြီးတော့တတိထားဆင်ခြင်ရမယ့်အရာကတော့အသားအရောင်ဖြစ်ပါတယ်ခင်ဗျာ။တတိထားဆင်ခြင်ရမှာတော့မိတ်ဆွေတို့အနေနဲ့26ရက်နေ့24ရက်နေ့တွေမှာတတိထားဆင်ခြင်ပေးပါဒါအပြင်မိတ်ဆွေတို့ရဲ့အလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကို26ရက်နေ့တို့24ရက်နေ့တို့เนาะမိတ်ဆွေတို့အနေနဲ့22ရက်နေ့တို့ဒီလိုရက်မျိုး3ရက်ကိုတော့တတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဒါအပြင်အင်္ဂါသားသမီးမိတ်ဆွေတွေဒီလတာအတော်တွေမှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍကတော့တစ်ကဏ္ဍ9ကဏ္ဍ9ကဏ္ဍဖြစ်ပါတယ်တတိထားဆင်ခြင်ရမယ့်
အချက်လေးတွေရတယ်ဆရာကုံသွားလောက်ပြီးတော့တတိယဆင်ကြရမယ်အချက်လေးတွေမိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရအောင်မြင်စင်ပြေစီရအတွက်မိမိအိမ်ကမသွားမီအိမ်ရဲ့ဟလာအိမ်ဝင်ပေါက်ရဲ့အိမ်ဝင်ပေါက်မှာအမွှေးနှံ့တာဆွပြန်ပြီးတော့လူရာကိုတိုင်တယ်သွားရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာနော်အဆက်ဆက်ရအစင်ပြေစီရမပြောမီဇန်ကနာပြည်တွေမြင်ရင်ခု9932996 790290417ပါခင်ဗျာViber Telegram ကမှဆက်သွင်းနိုင်တယ်ဆရာ TikTok Messenger ကနေပြီးနေမဟုတ်ပါဘူးခင်ဗျာဒါအပြင်ဧည့်သည်လက်မခံပါဘူးဆရာကြီးမှာ Viber နံပါတ်96350505နဲ့993299416 WhatsApp Telegram Viber မှာဆက်သွင်းနိုင်ကြောင်းနဲ့ဆရာကြီးမှာဟောစတန်ချက်ချင်းမရကြောင်းဂျားဖြတ်ကြော်ညာဝင်ရင်းနဲ့အင်္ဂါသားသမီးမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေရောင်းထွက်စီဖို့အတွက်မိမိရဲ့ကုန်ပစ္စည်းတွေကိုတပီခုနှစ်ခတ်ကိုနော်တပီခုနှစ်ခတ်ကိုနှီးနဲ့ရောရှိပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ကွန်ပျူတာတွေကိုရိုက်ပုတ်ထိတွေ့ရောင်းလိုက်ရင်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအတိတ်ကြံပြုလုပ်လို့တဲ့အင်္ဂါသားသမီးမိတ်ဆွေများဒီကာလအတော်တည်းမှာဝိစာစရဏတမန်တော်ဆိုတော့ဂုံတော်ပတိကိုတနေ့ကို9ပတ်နှုံးနဲ့9ရက်တိတိအတိတ်ထံဝင်လိုက်ရင်အခက်အခဲမှန်သမျှပြည်လေသွားမှာအသေးကြပဲဖြစ်တယ်အဆက်ဆက်ရအဆင်ပြေစေပြီးငွေကြီးကံကောင်းစီရန်အတွက်ရှိလို့ရမယ်ရေရာအနေနဲ့ဆိုရင်ဒီရေရာကိုတခြားလုပ်ပါဆရာဟောကမှာဆရာတော်တော်ကိုစမ်းပြီးသွားပါပြီဆရာပြန်ပြောပေးမယ်နော်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရအဆင်ပြေစေပြီးငွေကြီးကံအားကောင်းစီရန်အတွက်ရေရာအနေနဲ့ဆရာတို့လီပိုပလင်းတစ်လုံးမှာလီပိုပလင်းတစ်လုံးဟိုမှာလာပန်လို့ရေးပါလာရီရှာလာဘာကုန်းတိတင်ဘန်လာပန်လို့ရေးပါရမှန်ပါတယ်တဲ့ဝီဖြူကျေးဇူးတင်ပါတယ်လာပန်လို့ရေးပြီးသွားတဲ့အခါမိတ်ဆွေတို့ရဲ့အမြင့်တနေရာဈေးဆိုင်သို့မဟုတ်အိမ်ဆိုလဲအမြင့်တနေရာမှာဖျားเจ้าဆောင်မှာမဟုတ်ဘူးနော်အမြင့်တနေရာမှာတင်ပြီးတဲ့အခါအပေါ်ကနေပြီးတော့ဖျောင်းနိုင်ထွင်းပြီးတော့နော်6ရက်တီထွင်းပြီးတော့ဆူတောင်းလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းပြီးတဲ့အခါအဆက်ဆက်ရအဆင်ပြေလာပါလိမ့်မယ်ဒါကမှဆရာရဲ့ငွေကြီးအတွက်တီးတန့်မယ်ငွေကြီးခက်ခဲရှိလို့ထွင်းကျင်တဲ့ပါဆိုရင်လေလီဘိုပလင်းပေါ်မှာလာပန်လို့ရေးဖျောင်းနိုင်အစိမ်းရောင်ကိုတင်ပြီးတော့6ရက်တီထွင်းလိုက်ငွေကြီးကိစ္စတကယ်ကိုပြေးသွားလာလိမ့်မယ်ဆရာရဲ့လက်လာပါပိတ်လို့ပွင့်ကျင်လို့ဆိုရင်တော့အဝါရောင်ထွင်းပေါ့နော်လီဘိုပလင်းပေါ်မှာလာပန်ရေးအဝါရောင်မြင့်တဲ့နေရာမှာ6ရက်ထွင်းလိုက်ပါပွင့်သွားပါလိမ့်မယ်အတိုက်ခိုက်ပြင်းကျင်လို့ဆရာရဲ့အဖြတ်အနောက်နေများလို့ဆိုလို့ရှိရင်တော့မိတ်ဆွေနေနဲ့အနီရောင်လေးထွင်းလိုက်ပါဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်ကဲဆိုတော့အင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်လို့ဘေးပြားတွေဝေးကွာကြပါစေကျောင်းဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုရင်းနဲ့ဤချိန်နာဤနေ့ရက်မှာစာ၍9လပိုင်းတွင်မှာအင်္ဂါသားသမီးတွေယေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့တော့စီးစိမ်ဥစ္စာတွေတိုးပွားကြပါစေကျောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထောပနာပြုရင်းနဲ့